မင်္ဂလာပါကိုဒီပါဒီဗီဒီယိုကတော့ Fire Dragon Futsal Championship ရဲ့အကျိတ်နဲ့အရှိဆုံးနောက်ဆုံး final ပွဲစဉ်ဖြစ်တဲ့ YCTC ဒွင်းတင်းနဲ့ YNG အသင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်အသင်းကောင်းဆောင်တွေအနေနဲ့ကတော့မျိုးမြင့်စိုးနဲ့ထက်မြက်နိုင်တွေကဥဆောင်လာခဲ့တာပဲဖြစ်ပါတယ်ဒီနေ့ဘလူးပွဲစဉ်ကိုတော့တူနာ Futsal မိုးလုံးလီလုံးအားကစားကွင်းထဲမှာဘောလုံးဝါသနာရှင်ပရိသတ်တွေကွင်းပစ်လာရောက်အားပေးနေတာကိုတော့ကျွန်တော်တို့အားလုံးမြင်တွေ့ရမှာပဲဖြစ်ပါတယ်တိုင်ပွဲဆက်စချင်းမှာရင်ပွဲရတော်တော်လေးကိုအကျိတ်နဲ့ရှိခဲ့ပြီးတော့တိုင်ပွဲဆက်စချင်း၄စက္ကန့်မှာရင် YCTC တွင်းတင်ကစားသမားအောင်စင်ဦးတော်ဒိုင်ကြီးအနေနဲ့ခေါ်ယူပြီးတော့သတိပေးနေတာကိုကျွန်တော်တို့မြင်တွေ့ရပါတယ်။နှစ်သင်းလုံးအနေနဲ့တော့ပြန်လည်ထိုးပေါက်တိုက်စစ်စစ်မှုတွေကိုမြင်တွေ့ရပြီးတော့ခုဆိုတော့အောင်စင်ဦးပဲပြည်တော်မို့ကျူးလွန်ထားတဲ့အတွက်ဒိုင်ကြီးကတော့ဒီချိန်မှာအောင်စင်ဦးကိုဝါကပ်ပြပြီးတော့သတိပေးလိုက်ပြီခင်ဗျာ။ခုဆိုတော့ဝန်တယ်ပဲရထားသေးတယ်ပေါင်ကြားတွေလှလှပပထည့်ပြီးတော့ကြော်ဖြတ်သွားခင်ဗျာဝန်တယ်ပဲတစ်ချက်ဘတ်ထားသေးတယ်တွင်းတင်ကစားသမားတွေဖြတ်ထုတ်ထားတယ်ခင်ဗျာ။ခုဆိုတော့ဝန်တယ်ပဲနှစ်ယောက်ကြားထဲဖျက်ထွက်ပြီးကန်ထည့်ထားတယ်ဟိုကောင်လည်းလွဲချော်သွားခဲ့တာပဲဖြစ်ပါတယ်ခုဆိုတော့ဝန်တယ်ပဲရှာထားသေးတယ်နောက်ကနေပြီးတော့ဖျက်ထုတ်လိုက်ရတယ်ခင်ဗျာဝန်ကြီးအသင်းဘရာဇီးကစားသမားဝန်တယ်ကိုတော့ထိန်းချုပ်အနေငယ်ခက်ခဲနေရခင်ဗျာခုဆိုတော့ပပကန်ထည့်ထားပြီးတိုင်ထိသွားခဲ့တာပဲဖြစ်ပါတယ်ကိုလိုရင်ကန်ချက်ကောင်းမွန်ခဲ့ပေမဲ့လည်းတိုင်ထိသွားခဲ့တယ်ခင်ဗျာဘိုလ်ဝဲပွဲစဉ်ထုံးစံအတိုင်းပဲနှစ်သင်းလုံးကတော့ဒိုင်ကြီးတွေကိုစောရကတက်နေတာပဲဖြစ်ပါတယ်ခုဆိုတော့ငိမ့်မင်းဆိုးပဲခေါင်းတိုက်ထားတယ်ငိမ့်မင်းဆိုးပဲရထားသေးတယ်ငိမ့်မင်းဆိုးပဲဝေစဉ်ဖြစ်လို့ပုံကျန်းတန်းခဲ့တဲ့အတွက်ဒိုင်ကြီးကတော့ဝေစဉ်ကိုအဝါကပြပြီးတော့တတိပေးထားတယ်ခင်ဗျာရရှိလာတဲ့ပြစ်ဒဏ်ဘောတော့အဆန်ကန်လာပြီကိုသမားညီတန်းထပ်ပြီးတော့ကာဝယ်တယ်နှစ်ဆင့်ကာဝယ်သွားခဲ့တယ်ခင်ဗျာခုဆိုတော့ငိမ့်မင်းဆိုးအောက်ဆိုင်နဲ့ဂျင်မီဆိုးပေးထားတယ်ဂျင်မီဆိုးလက်ထွက်ထားပြီးလေချိုးပေးထားတယ်ငိမ့်မင်းဆိုးဒီနေ့ပွဲစဉ်အတွက်ဥဆောင်ကိုတွင်းယူသွားနိုင်ခဲ့ပြီပဲဖြစ်ပါတယ်YCTC တွင်းတင်ရဲ့ရှေ့တန်းနောက်တန်းမှာပါလိုက်ပါကစားနိုင်တဲ့ငိမ့်မဆိုးဂျင်မီဆိုးနဲ့တွဲပြီးတော့1-2ရိုက်ပြီးတော့ဒီနေ့ပွဲစဉ်အတွက်ဥဆောင်ကိုတွင်းယူသွားနိုင်ခဲ့ပြီပဲဖြစ်ပါတယ်ဆိုတော့ SN ပဲအောင်စင်ဦးပေးထားတဲ့အောင်စင်ဦးနောက်ပေါင်းနဲ့ချလာလက်လာပေါပဲ SN ရထားသေးတဲ့တစ်ချက်ဘက်ဖို့ကြိုးစားနေတယ်ကိုလွင်ကာဝယ်ထားခဲ့တယ်ခင်ဗျာကိုလွင်ပဲအလီဖြတ်ထားသွားတယ်အလီပဲရထားသေးတယ်အလီပဲရှေ့ဆွဲလာပြီးကန်ထိတ်ထားပြီအလီကိုဘောက်ကိုကန်သွင်းတဲ့အချိန်ကိုလွင်လိုက်ထိုးပြီးတော့ဖျက်ထုတ်လိုက်တဲ့အခြေအနေမှာတော့အလီရဲ့ဒဏ်ရာတော်တော်လေးကိုပြင်းထန်တဲ့အခြေအနေမှာရှိတယ်ခင်ဗျာမြင်တွေ့နေရတဲ့အခြေအနေတွေအားလုံးဟာတော်တော်လေးကိုရှုပ်ထွေးနေခဲ့ပြီးတော့အလီကိုတော့ချက်ချင်းဒီအဖွဲ့သားတွေထမ်းစင်းတဲ့အပြင်ကိုထုတ်ပြီးတော့ခေါ်သွားခဲ့တာပဲဖြစ်ပါတယ်အလီရဲ့ဒဏ်ရာတော်တော်လေးကိုပြင်းထန်တဲ့အခြေအနေမှာတော့ရှိတယ်ခင်ဗျာဒိုင်ကြီးနှစ်ယောက်ကတော့ VS ပြန်ကြည့်ပြီးတော့ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့ပြစ်တယ်မို့တတ်မှတ်ပေးထားတဲ့အပြင်ကိုလွင်ကိုလည်းအနီကပြပြီးတော့ထုတ်ပယ်လိုက်ပြီးပဲဖြစ်ပါတယ်ကိုလွင်ရောအလီရောနှစ်သင်းလုံးမှာအရေးပါတဲ့ကစားသမားဖြစ်တဲ့အတွက်ဘန်ဝဲအလှည့်ပြောင်းတော့တော်လေးကြီးမားသွားကြတယ်ခင်ဗျာခုဆိုတော့ကြော်ရည်တွေမြောက်ထားတယ်ညီတန်းရှောင်ပေးလိုက်တဲ့အခြေအနေတစ်ခုမှာတော့ YCTC တွင်းတင်နောက်တစ်ချိန်ဥဆောင်ကိုထပ်မံသွင်းယူသွားနိုင်ခဲ့ပြီပဲဖြစ်ပါတယ်တိုင်ဟီပြန်ထွက်လာတဲ့လုံးတော့ကျွန်တော်20ထွန်းဝင်ပိတ်သွင်းပြီးတော့ YCTC တွင်းတင်တော့ဒုတိယမြောက်ဥဆောင်ကိုတော့ပွဲပြီးဆုံးမှု14စက္ကန့်လောက်သာလိုတဲ့အချိန်မှာတော့သွင်းယူသွားနိုင်ခဲ့တာပဲဖြစ်ပါတယ်အဆန်ကတော့အလီရဲ့အင်ဂျင်နဲ့အတူတူအောင်ပွဲခံနေရတော့မြင်တွေ့ရတယ်ခင်ဗျာကျွန်တော်ပြောနေစဉ်အတွင်းမှာပထမပိုင်းပြီးဆုံးသွားခဲ့ပြီးတော့ YCTC တွင်းတင်ကတော့2-0ဆိုတဲ့ရလနဲ့ YNG အသင်းကိုဥဆောင်ထားတယ်ခင်ဗျာဒုတိယပိုင်းစတင်တဲ့အချိန်မှာလည်းပွဲအားနေငယ်ချမ်းတန်းလာခဲ့ပြီးတော့ခုဆိုရင်တော့ဝန်တယ်ကိုတားဆီးဖို့ကြိုးစားခဲ့တဲ့ငိမ့်မင်းဆိုးတော့ဝါကပြပြီးသတိပေးထားတယ်ခင်ဗျာခုဆိုတော့တူတာအချိန်ကြီးကြည့်နေတယ်နောက်ကိုချပေးထားတယ်တားယူသွားပြီးလူထိပြီးတော့ထွက်သွားတဲ့ငိမ့်မင်းဆိုးလွတ်ကျွတ်ပဲရလာတဲ့ငိမ့်မင်းဆိုးပဲကန်ထိတ်ထားတယ်ညီတန်းကာကွယ်သွားခဲ့တာပဲဖြစ်ပါတယ်ဒီပွဲစဉ်ကိုတော့ YCTC တွင်းတင်ရဲ့နီးပြအစ်စ်လေလာအားပေးတော်ကိုတော့မြင်တွေ့ရတယ်ခင်ဗျာ YNG တင်ရှိကိုပေးထားတဲ့ SN ဖြတ်ထားတဲ့ SN ပဲရထားသေးတယ်အောင်စင်ဦးနဲ့တွဲထားတဲ့အောင်စင်ဦး SN လမ်းကြောင်းနဲ့ပြန်ထည့်ပေးထားပြီး SN ပဲကိုသမိုင်းကြောက်ရှိတွေ့တယ်ကန်ထိတ်ထားပြီးညီတန်းပဲကာကွယ်ထားတယ်ခင်ဗျာခုစနော်1 day ရထားသေးတယ်ဝန်တယ်ငိမ့်မစုလှလှပပကြော်ထားတယ်ဝန်တယ်တစ်ချက်ဖိန်ပြီးတော့ထပ်ပြီးတော့ကြော်ဖြတ်ဖို့ကြိုးစားတယ်ရရှိလိုက်ပြစ်တယ်မို့တူတာကန်ထိတ်ထားပြီးကိုသမားကြော်ရည်သွေးပဲကာကွယ်ထားသေးတယ်ခင်ဗျာခုစတော့အောင်စင်ဦးရထားသေးတယ်အောင်စင်ဦးအလေကိုချပေးထားတယ်ငိမ့်မစုပြေးပိတ်တယ်တိုင်ထိသွားခဲ့တာပဲဖြစ်ပါတယ်ခုစတော့ဝေစဉ်ကြော်ဖြတ်ဖို့ကြိုးစားနေနန္ဒစီတူပြန်တားထားပြီးနန္ဒစီတူပဲကန်ထိတ်ထားပြီးကိုသမားကာကွယ်ထားတယ်ခင်ဗျာခုစတော့ထိုးဝန်တယ်လမ်းကြောင်းနဲ့ထည့်ပေးထားတယ်ဝန်တယ်ကန်ထိတ်ထားပြီးငိမ့်မစုကာကွယ်ထားတယ်ခင်ဗျာဝန်တယ်ကန်တယ်လိုက်တဲ့ဘောလုံးကြော်ရည်သွေးနဲ့ထိပြီးတော့ဂိုးနဲ့ဝင်တော့မဲ့အချိန်တွေမှာပဲငိမ့်မစုတားဆီးသွားခဲ့တာပဲဖြစ်ပါတယ်ရှေဒီတက်ပြီးဂိုးတွေသွင်းဝင်နေသလိုနောက်ဒီဆင်းပြီးတော့လဲဂိုးအောက်ကာကွယ်နေခဲ့တယ်ခင်ဗျာခုစတော့ YG တင်း5 play power play စတင်ကစားပြီးဝေစဉ်မဲ့ရထားတဲ့ကန်ထိတ်ထားပြီး YG တင်းထိုးပေါက်တိုက်စစ်စစ်မှုတွေတော့ကြော်ရည်သွေးကောင်းမလို့ကာကွယ်နေတယ်ခင်ဗျာခုနမျိုးစွန်ပဲထွေထုံပေးထားတဲ့ကန်ထိတ်ထားပြီးကြော်ရည်သွေးတားဆီးထားတယ်ခင်ဗျာကြော်ရည်သွေးပဲပြန်ထားပြီးတော့ကန်ထိတ်ထားပြီးဘောလုံးကဂိုးပေါက်တွေတန်းတန်းပဲဝင်သွားခဲ့ပြီးတော့ကြော်ရည်သွေးဒီနေ့ပွဲစဉ်မှာတော့သွင်းကိုတကူသွင်းယူသွားနိုင်ခဲ့ပြီပဲဖြစ်ပါတယ်ပွဲပြီးဆုံးကန်ဒီချိန်မှာတော့ကြော်ရည်သွေးအနေနဲ့3 ဂိုးမြောက်သွင်းကိုသွင်းယူပေးသွားနိုင်ခဲ့ပြီးတော့နိုင်ရရှိဖို့ကလည်းတော်တော်လေးကို
ကျင်းတဲ့အနေထားကိုရောက်ရှိသွားခဲ့ပြီပဲဖြစ်ပါတယ်ကိုစနဒရင်းတင်ပဲရလာတယ်အောင်စင်ဦးကိုသမောကြော်ထဲမှုကြိုးစားခဲ့ပြီလည်းနင်းငယ်လေးလွှဲချုပ်သွားခဲ့တာပဲဖြစ်ပါတယ်ဝယ်ပြီးဆုံးမှုစက္ကန့်ပိုင်းလောက်သာလူတို့ရဲ့အတွက် 1CTC ဒရင်းတင်ကစားသမားတွေနဲ့ပြည်သက်တွေပျော်ရွှင်နေရတော့ကျွန်တော်တို့မြင်တွေ့နေရတယ်ခင်ဗျာကျွန်တော်ပြောနေစဉ်အတွင်းမှာပဲပြိုင်ပွဲကလည်းပြီးဆုံးသွားခဲ့ပြီးတော့ 1CTC ဒရင်းတင်အနေနဲ့ YG အသင်းကို3-0ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိသွားခဲ့ပြီပဲဖြစ်ပါတယ်အခုမြင်နေရတော့ YCTC ဒရင်းတင်အသင်းသားတွေနဲ့ပြည်သက်တွေပျော်ရွှင်နေရတော့အားလုံးမြင်တွေ့ရမှာပဲဖြစ်ပါတယ်အဆန်အနေနဲ့ကတော့ဒဏ်ရာရရှိသွားခဲ့တဲ့အလီရဲ့အင်ဂျီကိုဝစ်ဆင်ပြီးတော့အောင်ပွဲခံနေရကိုမြင်တွေ့ရမှာဖြစ်ပြီးတော့ YCTC ဒရင်းတင်ကစားသမားတွေအနေနဲ့ကတော့ဘုံတီးပြီးတော့လှီလော်တဲ့အောင်ပွဲခံတဲ့ပုံစံနဲ့အောင်ပွဲခံနေရတော့မြင်တွေ့ကြမှာပဲဖြစ်ပါတယ်ဒါပေမဲ့ပြီးဆုံးတဲ့အချိန်မှာတော့စူပေးပဲအခမ်းအနားကိုတခါတည်းကျင်းပခဲ့ပြီးတော့အကောင်းဆုံးပွဲကိုထိန်းချောင်းခဲ့တဲ့ဒန်ဂျီကိုလည်းစူပေးခဲ့ပါတယ်ဆိုတော့ညာနဲ့အတန်ရှင်းဆုံးစုတော့ဂျန်စင်တင်ရရှိသွားခဲ့ပြီးတော့အကောင်းဆုံးဂိုးသမားစုအကောင်းဆုံးကစားသမားစုတွေကိုလည်းတီးတီးပေးအပ်ခဲ့ပါတယ်အကောင်းဆုံးဂိုးသမားစုတော့ကျော်ရီတီရရှိသွားခဲ့ပြီးအကောင်းဆုံးကစားသမားစုတော့1 day ရရှိသွားခဲ့တယ်ခင်ဗျာတတိယစုတော့ M2K အသင်းရရှိသွားခဲ့ပြီးတော့ဒုတိယစုကတော့ YG အသင်းရရှိသွားခဲ့တာပဲဖြစ်ပါတယ် Far Dragon Fuse Championship ရဲ့စုဖလားကြီးကိုတော့ YCTC ဒရင်းတင်ကထိုက်တန်စွာရရှိသွားခဲ့ပြီပဲဖြစ်ပါတယ်ဒိုင်ဝက်တစ်လျှောက်လုံးစလေဆုံးကိုဒီနဲ့အတူတူလိုက်ပါအားပေးခဲ့ကြတဲ့ follower 260စီးတိုင်းကိုလည်းဒီနေ့ကနေပဲကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်အခုမြင်နေရတာတော့ YG အသင်းရဲ့နီးပြကျုံးတဲ့ကစားသမားတွေအားလုံးဟာဒဏ်ရာရှိသွားတဲ့အလီကိုအမြန်ဆုံးတက်တာဖို့အတွက်စူတောင်းပေးခဲ့ကြပြီးတော့ဒါလည်းဘောလုံးအားကစားရဲ့လှပတဲ့မြင်ကွင်းတစ်ခုပဲဖြစ်ပါတယ်ကိုရီအနေနဲ့လည်းအလီကိုအမြန်ဆုံးတက်တာပါစီလို့စူတောင်းပေးနေပဲကွင်းထဲထိရော online မှာနေရောတခဲနဲ့အားပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးတင်ပါတယ်လို့ပြောရနေပဲဒီ vlog လေးကိုအဆုံးသတ်လိုက်ပါတယ်နောက်ထပ် vlog တွေမှာကျွန်တော်တို့အတူတူပြန်တွေ့ကြမယ်ကျွန်တော်ကတော့ကိုတီပဲဖြစ်ပါတယ်